အခုလိုစုံကြီးဆန်းကြီးဖြစ်နေတာအစင်ပြေတာရှိသလိုအစင်မပြေတာတွေလည်းရှိတယ်ဘဝမှာဘယ်သူမှသာဝရအစင်ပြေနေတာလို့မရှိဘူးမြတ်စွာဘုရားတောင်မှအစင်မပြေတဲ့အခါရှိဆွမ်းမစားရတဲ့အခါရှိတယ်မကောင်းတဲ့အစားအစာတွေနဲ့မြတ်တာနေရတဲ့အခါမျိုးရှိတယ်လူတို့ရဲ့ချီးညိုလေးစားမှုကြိုးစုံမှုကိုခံရတဲ့အခါရှိသလိုကြုံတဲ့လူတွေရဲ့ဆဲရေးတိုင်းထွာမှုချင်းချောက်ခံရမှုဆိုတာတွေလည်းပဲကြုံရတာမြတ်စွာဘုရားကိုယ်တိုင်ကိုပဲအစင်မပြေမှုတွေနဲ့ဘဝမှာကြုံတွေ့ရအဲ့ဒီအစင်မပြေမှုတွေဟာဘဝကပေးတဲ့ဖန်တီးတဲ့ဒုက္ခတွေသာဖြစ်လို့ဘာနဲ့ဖြတ်ကျော်လို့ဆိုတိခဏချင်းခွင့်လွှတ်ခြင်းနဲ့ပဲဖြတ်ကျော်တခါတော့မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားလေးဟာဘုန်းကြီးတို့တွေမှတ်သားပြီးတော့လိုက်နာစရာကောင်းတာအဟနာကောဝသင်္ကမေသဗ္ဗတောပဋိတံတရအတိဝါကျံတိတိခိတံဒုတိလောဟိဘောဇနောဆိုတဲ့ငါဟာစစ်ပွဲဝင်တဲ့စစ်မျက်နှာရှေ့တန်းမှာဒီရှေ့တန်းကထွက်ပြီးတော့တိုက်ရတဲ့ဆင်မြောင်ကြီးတို့ပဲစစ်ပွဲမှာရှေ့တန်းကနေပြီးတော့ထွက်ရတဲ့ဆင်မြောင်ကြီးတို့ပဲသဗ္ဗတောပဋိတံတရဟောဒီကနေပြစ်လိုက်တဲ့မြားတန်တွေလမ်းတွေမြားတွေအဝေးကပြစ်လိုက်တဲ့အရာတွေဟာဆင်ရဲ့ကိုယ်ပေါ်မှာလာကြတာတွေအများကြီးပဲဆင်ရဲ့ခန္ဓာကိုယ်ပေါ်မှာလာဆိုင်တယ်အဟနာကောဝသင်္ကမေသဗ္ဗတောပဋိတံတရအဲ့ဒီလိုခန္ဓာကိုယ်ပေါ်ရောက်ရှိလာတဲ့စုဝင်လာတဲ့လေးတံမြတ်တံအဲ့ဒါတွေကိုသိခံတယ်အောင်ဤသိခံပြီးလောရမယ်အလုပ်ကိုဆက်လုပ်တယ်နောက်မဆုံးဘူးအတိဝါကျံတိတိခိတံလူတွေရဲ့စော်ကားမော်ကားပြောဆိုတဲ့စကားတွေကိုငါသိခံတယ်သိခံမယ်ဘာကြောင့်လို့ဆိုရင်ဒုတိလောဟိမဟုတ်စနောလောကလူအများစုကကိုချင်းတရားမကောင်းကြဘူးကိုချင်းတရားမကောင်းတဲ့လူတွေခြားတယ်မှာသိခံခြင်းမှာတခြားလုပ်ဆရာမရှိဘူးအော်ဤသိခံနဲ့စစ်တိုက်နေတယ်ဆိုတာဟာမမွေးနဲ့ပေါက်ခံရတာမဟုတ်ဘူးလက်နဲ့ထုခံ